ဒီနေ့ဘာနေလဲကြတာပင်းနေလူတွေရောရှိပါမလားမသိဘူးနော် live တာလွှင့်နေကြတာပင်းနေကလူရှိပါမလားမသိဘူးခဏနေအောင်ခဏဆောက်လာနောက်မှနေဟိုနောက်မှနေအမနောက်မှနေတီတီနောက်မှနေမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါဒီဘက်ကလေးတွေကမင်္ဂလာပြောပါအောင်မင်္ဂလာပါโอเคလာလေဒီဘက်ဟိုဘက်ကနေဒီလိုလာလေဩဒါဒီမှာတီတီနောက်မှလိုက်ရကြမင်္ဂလာပါပရိသတ်ကြီးရှင်မင်္ဂလာပါဒီဘယ်နေရာရောက်နေရလဲပြောပြလိုက်ပါဦးမရှိကလေးကြီးဟာโอเคကလေးကြီးဟာကလေးဆောက်ရှောက်တဲ့ကြီးဟာပေါ့နော်သူတို့မှာကအခုဒီမှာဖေဖေမေမေရှိလားရှိပါတယ်โอเคဖေဖေမေမေရှိတယ်ဒါပေမဲ့ဒီမှာကျောင်းလာတက်တာလားရှိပါတယ်အဲ့ဆိုလို့ရှိရင်ဒီမှာမိဘမဲ့ကလေးတောင်မဟုတ်ဘူးပေါ့မိဘရှိရလို့ရှိမိဘမရှိရလို့ရှိလားရှိပါတယ်ဟုတ်လေမရှိရလို့ရှိလားလို့ပြောမိဘမရှိရကလေးလည်းရှိတယ်မိဘရှိတဲ့ကလေးလည်းရှိတယ်ဆိုတော့ဒါကတော့ကလေးဆောက်ရှောက်ရေးကြီးဟာပေါ့နော်ပပကဒီမိဘမဲ့ကလေးတောင်းရောဒီကလေးဟိုပေါ့နော်ကလေးဆောက်ရှောက်ရေးကြီးဟာမှာလာပြီးတော့ဒီနေ့က14ရက်နေ့ပပရဲ့မွေးနေ့က16ရက်နေ့ဖြစ်ပါတယ်ဟိုကလာပြီးတော့အလှလာလုပ်တာပေါ့နော်အလှလာလုပ်တော့ဒီကကလေးတွေနဲ့မိတ်ဆက်ပေးပါမယ်သူတို့ကပေါ့နော်ဒီမှာဒီ MIC မှာကလေးအယောက်100ကျော်ရှိပါတယ်မနေ့ကစားပြီးပြီလားစားပါဘူးသူတို့မနေ့ကမစားသေးဘူးတဲ့တနာပါတယ်ဘာဖြစ်လဲဆိုတော့တဲ့သူတို့မနေ့ကဟိုတဲ့10နာရီခွဲမှာမနေ့ကနဲ့နေ့ကင်းစာနဲ့ပေါင်းစားရတယ်တဲ့ညတာပဲထင်စားရလဲ9နာရီသူတို့10နာရီခွဲတစ်ချိန်နဲ့9နာရီဖဲစားရပါတယ်သူတို့မှာမနက်စာဆိုပြီးတော့မုတ်စားမရှိပါဘူးအလှရှင်ရမ်းနဲ့ပေါ့နော်အလှရှင်တွေတိတ်မရှိကြပါဘူးသူတို့ကတန်လင်က MYC မှာအဲ့ဒါပေါ့နော်ဆိုတော့သူတို့မှာပေါ့နော်အခက်ခဲတွေအများကြီးရှိပါတယ်တဲ့သူတို့မှာလိုချင်တာတွေလည်းရှိတယ်တဲ့အဲ့ဒါပြိသက်တွေကလှူနိုင်မလားဆိုပြီးတော့ပပကအကူကြီးတောင်းချင်တာပါအဲ့တော့ပပကဒီပြောလိုက်အောင်မယ်ဒီခရီးပန်းလေးကသူတို့လက်ဆောင်ပေးထားတာပါနော်ဒါသူတို့လုပ်ပေးထားပါဒီမှာဒါရောပေးထားတာပါပပမွေးနေ16နှစ်ဆိုတော့ဒီเจ้าမှာ10သိန်းလာလှူထားရပေါ့နော်ဒီမှာလှူချင်ရင်တရက်ကို10သိန်းမှာအကယ်လို့10သိန်းမလှူနိုင်လဲသူတို့ကဘာမှမဖြစ်ပါဘူးသူတို့ကအင်ကြီးလေးတွေလိုတဲ့ပြောလိုက်ပါအင်ကြီးလေးတွေလိုတဲ့အင်ကြီးလေးတွေဘာလို့လိုပါလဲပြောပြလိုက်ပါအောင်တင်းတင်းချာချာပြောပြကြားပါလဲဘယ်လိုပြောကျောင်းသိန်းကျောင်းပြူဆိုတာကျောင်းအင်ကြီးကျောင်းတက်ရင်ဝတ်တဲ့ကျောင်းအင်ကြီးပေါ့နော်ကျောင်းသိန်းအင်ကြီးပေါ့နော်โอเคနောက်ဘာလို့သေးလဲဟလာစာအုပ်လဲလိုတယ်ဘာပြောလဲစာအုပ်ခဲတံဟောပင်နောက်ပါလို့သေးလဲခဲပြသူတို့ကကျောင်းတက်တော့မယ်ဆိုတော့ခဲလဲအင်ကြီးဝက်စားဘောပင်ခဲတံအဲ့ဒါလေးတွေသူကလိုတယ်တဲ့အဲ့တော့ပိုပိုတို့အားလုံးဒီမှာကြည့်နေတဲ့လူတွေတဲ့ဖြစ်အလှရှင်လေးတွေပိုပိုတို့ကုညီစေချင်ပါတယ်နော်အာကြီးဖလာရရင်တချင်းဆိုโอเคအဲ့တော့နောက်တစ်ခုကဘာလို့သေးရလဲသူတို့မှာလွယ်အိတ်လို့တယ်အပြစ်မှာလွယ်ဘာလို့ပါလဲလွယ်အိတ်မရှိဘူးလားမရှိဘူးတော့တနာပါတယ်ဒီမှာသူတို့မှာအယုတ်ကလေးတွေအဲ့အယုတ်ကလေးတွေကပူပူပေးထားတာသူတို့မှာအယုတ်လည်းမရှိဘူးတဲ့အယုတ်ရှိလားဘယ်လောက်ရှိရလဲနည်းနည်းပဲရှိရလို့ပြောရလေဒုက္ခပဲနင်တို့ကအဲ့လိုမျိုးအများကြီးရှိရလို့ပြောပါနင်တို့လာပေးတော့မလားဟဲ့ဟိုမှာပူမုတ်ကျင်းမှာဟိုကြီးငါ့ကိုရိုက်ပေးပါဦးမကြည့်ရအောင်လေကြာကျမ်းမယ်လာအဲ့ဆိုရင်အိုးတော့မယ်မုံရရိုက်ကူးရလောက်ရတဲ့ဘိုးတော့လာ
တို့ဘယ်အကုန်ကျင်းပါဟုတ်တယ်ဆောက်ပေးရ တရားကြောင့်ဆိုတရား ဟုတ်တယ်ဆောက်ပေး လာလာလာ တန်းစီငါတန်းစီလို့ဖတ်တာပဲမလားလက်ကိုရိုက်လို့ရ အပြင်းနေတာလာအဲ့ဒီနေဟိုမင်းသားရောတော်လေးတိုင်းပေါ်မှာလာတိုင်းလာတိုင်းပဲဒါအကြီးဆုံးဒါအကြောင်းမှအကြီးဆုံးကလေးဒါအကြောင်းမှအကြီးဆုံးကလေးရပါလိုက်နဲ့ငါပြောရတယ်လို့ပြောလို့ပြီးပြီးတော့ဆော့တယ်သူကလည်းဆော့တယ်စိတ်မနိုင်တယ်ပဲ ဒီနေ့အဲ့တော့ဒီလိုကိုလည်းဆောင်းတယ် အကုန်လုံးမဟုတ်ဘူးတော့15ရောက်တော့10ရောက် ။ဒီကိုလာထူနေလဲဆိုလို့ရှိရင်ပုံဖုံးနံပါတ်တစ်လုံးပေးပါမယ်။လာထူကကလေးကမနက်ကဒီနေ့ဆိုပုံကျွေးရတသိန်းခွဲလောက်ပဲကုန်တယ်။အဲ့တော့သူမနက်ကမုံလေးပါလိလာကျွေးတင်လဲရပါတယ်။ဟုတ်ကဲ့ပဲ။တကယ်လို့3သိန်း ဝင်းကားမယ်3သိန်းဝင်းကားကျွေးလဲရတယ်မနက်ကဒါလည်းတော့ပါလို့ရှိရင်လဲတယ်။လဲတယ်ခဏခဏလဲတယ်ခဏမဟုတ်တယ်လဲတယ်လား။လဲတယ်မဟုတ်လဲတယ်ခဏအောင်ဟုတ်တယ်။နာနော်။ရပါဘူးဒီမှာဒီကွာ။ဒါကိုကိုယ်လေးတယ်တယ်ကြည့်လိုက်ခေါ်လို့ချပဲခေါ်လို့ချမနက်ကလို့ရတယ်နောက်ပြီးတော့သူတို့အများကြီးမတက်နိုင်တော့မှကြောင်းအင်ကြီးလေးတွေတို့ရပါတယ်တကယ်လို့အင်ကြီးဝတ်ထားအိမ်မှာဘောနော်ဝတ်ချင်လို့ဆိုလို့ရှိရင်ကလေးဝတ်ဆောင်လေးချင်းလဲတို့ရပါတယ်တန်းတန်းမြက်လေးတော့ short ပြီးသူလေးပါခုကျတော့လေတို့အိမ်မှာသူတို့ရပြီးတော့ဆိုပြီးတော့လုပ်လို့ပါတယ်နော်သူနဲ့ဆိုရင်အသက်ရရှော့ခုခုပြီးတော့လုပ်လို့ပါရှင်ကလေးတွေတက်ပြီးဘောပင်ဆောင်းတို့ခဲရလို့လို့ပါတယ်နော်ခဏတရားအဲ့တော့ကလေးတွေအင်ကြီးဝတ်သားဘောပင်ခဲတယ်ကြောင်းကြမှာဆိုတော့ဒါလို့ရပါရနော်ဘာပဲပြင်လို့ရတယ်ဖက်နဲ့လည်းလို့ရတယ်တရံလေးရတယ်တရံလေးရတယ်ဘယ်ကနေလောက်ပဲလို့အများကြီးလူကြမလို့9000ပဲလူ3000ပဲလူကလေးတွေအတွက်ဒါပေါ့နော်သုံးဖြစ်ပါတယ်ကျန်ကဲလာ15ရောက်လောက်လားဒီလေးလား
စာတင်ပြနေတယ်ပေါ့ဒီကမှာလူကလေးစားတယ်လို့ပြောတယ်။အာဝ။ဘာမှမရ။ဟုတ်လား။ဟုတ်လား။ဟုတ်လား။ဒီမှာဒီမှာဒီနေ့ကစားရဖွဲ့လား။ဟုတ်လား။ဟုတ်လား။ဟာ။ဟာ။နေရလား။ဟုတ်လား။ဟုတ်လား။